သံဗုဒ္ဓဇံတိမာလောကိတတ္တမသုံးတတိတလောသံဗုဒ္ဓဇံတိမာလောကိတတ္တမသုံးတတိတလောဓမ္မုပိတိဓမ္မောပိဒောသံဃောလူကနာတိဝိတောတတ္တမသုံးတတိတလော84,000များမြောင်စာပွားသူရာကောင်းတရားတိဟုသောရောင်ကြီးဖြင့်ဤကြည်ချမ်းမြေ့စွာထသောသံဃောလူကနတိဝိတောသံဃာတော်ပေါင်းတိဟုသောចេတ္တာယာဆုံးဝမ်းယုံချမ်းရန်အတ္တိလိမူပါဘိထသောသံဗုဒ္ဓသန္တိမှာဘုရားတိဟုသောတိရကိုစัจ जा စကဝါနရံယံတန်လက်ကျွေယုံစံွေကြည်သည်ဓမ္မောဘိတောအမောင်တကာတို့၏အချို့အလင်းတကာတို့၏အမောင်ဆိုယုံမိုင်မဲအဝိဇ္ဇာတိဟုသောအမောင်ခဲကြီးကိုပဏုဒတံပဏုတေတုတရားဒေသနာဉာဏ်ရောက်ဝါဖြင့်ကောင်းစွာထွန်းတောင်းအလင်းရောက်အောင်ပဲရှင်းတော်မူခဲ့ပါလေပြီတံဘဂဝန္တအမောင်ပဲခွင်းအလင်းကိုဆောင်တော်မူခဲ့သောဘုရားရှင်အားမြေယမကံအမောင်ပဲခွင်းအလင်းကိုဆောင်လို့ကြကုန်သောသာတော်သမီးတော်ဘုရားတပည့်တော်တို့သည်နမောဗုဒ္ဓဂုံတော်အောင်မြင်မြော်၍ယောတိမြတ်တို့မှညို့ကြိုး၍ရှိခိုးခြင်းသည်အတုဘဝတုစင်တဲ့မသွေဖြစ်ပါသေးတည်းမြတ်စွာဘုရားဖေယာချမ်းသာသောအရိယာပုဂ္ဂိုလ်ယူပြီးတော့တရားဟောကြမယ်ဆရာနာကြမယ်ဒီနေ့တရားဓမ္မတွေကိုဘုန်းကြီးတို့ဟောကြားပေးခြင်းတဲ့တရားတော်မြတ်ကသကုတကုတန်နိတကုနန္တိသောဆိုတာသုတ်တန်လေးတစ်ခုကြည့်တယ်ငှက်၄မျိုးအကြောင်းနဲ့မြတ်စွာဘုရားဟောထားပေးတယ်ငှက်၄မျိုးကိုဥပမာပြလို့ငှက်၄မျိုးနဲ့လူ၄မျိုးအဲ့ဒီငှက်၄မျိုးဥပမာဓမ္မဒေသနာတလို့ဆိုတယ်ငှက်၄မျိုးဥပမာဓမ္မဒေသနာနော်ပါတယ်လေအဲ့ဒီငှက်၄မျိုးကိုအကြောင်းရင်းခံပြီးတော့ဘုရားရှင်ဘာလို့ဟောသလဲဆိုတော့တခါတော့ကဘုရားရှင်ကောလိယတိုင်းတရင်သုံးတော်မူလျင်ကောလိယမင်းသားဘုရားရှင်ထံတော်ဘာကိုရောက်ရှိလာဘုရားနာကိုကောလိယမင်းသားရောက်လာတဲ့အခါမှာသူ့ရဲ့အတွေးခေါ်လေးတွေကိုဘုရားကိုခြောက်ထားပါရုပ်ဖြောင်းသောစကလုံးလေးဖြင့်ကောလိယမင်းသားဟာဘုရားကိုဘာခြောက်ထားတယ်လဲဆိုတော့မြတ်စွာဘုရားတပည့်တော်တို့ကလူပေါင်းလဲမှအားနဲ့သမီးနဲ့စိတ်နဲ့ရွှေနဲ့ငွေနဲ့ပစ္စည်းဥစ္စာတို့ဖြင့်နေထိုင်ရပါတယ်လူကြားထဲမှာနေတော့လူတွေရဲ့စံချိန်မီအောင်လဲနေရပါတယ်ပဝန်းကျင်ပုဂ္ဂိုလ်တွေနဲ့အောက်တမကြအောင်လဲနေတတ်ရပါတယ်အဲ့တော့တပည့်တော်တို့ဟာလူုံလည်းမလေးနေပြီးတော့ကောင်းကျိုးချမ်းသာတွေဖြစ်အောင်ဘယ်လိုနေသင့်ပါသလဲဗျာပြစ္ဆုပန်တမလွန်ကောင်းကျိုးတွေဖြစ်ထွန်းဖို့အတွက်တပည့်တော်များဘယ်လိုကြိုးစားအားထုတ်လို့ရှိကောင်းကျိုးတွေဖြစ်နိုင်ပါသလဲပြစ္ဆုပန်ဘဝမှာလည်းကောင်းကျိုးတွေဖြစ်တမလွန်လောကမှာလည်းအပေတကားပိတ်လို့မေဖို့နိဗ္ဗာန်ချမ်းသာကိုရရန်ရောက်ကြောင်းရောက်ရန်ရရန်မျက်မှောက်ပြုရန်အကြောင်းအဆင့်ဆင့်တို့ကိုဘုရားရှင်မိန့်တော်မူပါတပည့်တော်သနာတော်မူပါလို့ရောက်ကြောင်းရကြောင်းမျက်မှောက်ပြုကြောင်းအဲ့ဒါလို့မေးလိုက်တယ်
6ထားလိုက်တဲ့ကဘုရားရှင်ကကောလိယမင်းသားရဲ့ရုပ်ဖြောင့်ဆင်းသောစကလုံးလေးတွေကိုအခြေခံပြီးတော့ယဟန်ပရိသတ်မျိုးသားမျိုးသမီးပရိသတ်၄ပါးတို့တဖြည်းဖြည်းနဲ့ပြည့်စုံပြီးလာတဲ့အချိန်မှာဘုရားရှင်ကသကုတကုဏဆိုတဲ့၄ပါးသောငှက်ဟေးလားကောလိယမင်းသားလောကမှာကောင်းကျိုးတွေဖြစ်ရှင်လို့ရှိရင်တော့တမ္ပရာ၄ပါးနဲ့လည်းပြည့်စုံနေရတယ်လို့ပဲအာရကတမ္ပရာတို့သမာဓိတတမ္ပရာတို့ခြားတဲ့တမ္ပရာတရားကြီးနဲ့အမြဲတမ်းပြည့်စုံနေရတယ်လို့ပဲဟိငါဘုရားဥပမာတကူပြောပြမယ်နားထောင်ကြငှက်၄မျိုးရှိတယ်ကွယ်တဲ့ငှက်ပဲ2မျိုးရှိတယ်ငှက်၄မျိုးရှိတယ်တဲ့အဲ့ဒီငှက်၄မျိုးထဲမှာငှက်တို့ဒီမုတ်ဆိုးတွေကဖမ်းပြီးတော့ညုံထဲမှာညုံလေးနော်ညုံလေးတွေဝါးတွေရစ်ပြီးတော့ဝါရှံထဲမှာပေါ့ဝါရှံတွင်ထဲမှာထားတတ်ကြတယ်အဲ့ဒီဝါရှံတွင်ထဲမှာနေလို့အပြင်မှာထွက်ကသိသောငှက်တစ်မျိုးရှိတယ်ရှံထဲမှာနေ၍အပြင်မှာသိသောငှက်တစ်မျိုးအပြင်မှာနေ၍ရှံထဲမှာသိသောငှက်တစ်မျိုးရှံထဲမှာနေ၍ရှံထဲမှာသိသောငှက်တစ်မျိုးအပြင်မှာနေ၍အပြင်မှာသိသောငှက်တစ်မျိုးဆိုပြီးတော့ဘုရားရှင်ငှက်ပဲနှမျိုးရှိကြောင်းဒီမျိုးနေသာရှိတယ်လို့ဟောပေးတယ်ရှံထဲမှာနေ၍အပြင်မှာသိသောငှက်တစ်မျိုးနားလဲတယ်နော်ဟုတ်တယ်လူတို့ရဲ့ဖန်ဆီးခံထားရတယ်နောင်အိမ်ထဲမှာနေကြရတယ်လူတို့ကနောင်အိမ်ထဲမှာထက်ထားပြီးတော့သူတို့ခမည်းဟာထွေရပေါက်ကိုအမြဲတမ်းရှာလေးရှိတယ်ညက်တွေကြာညုံလာတဲ့အခါမှာမမျော်လင့်ပဲနဲ့မိမိနှောင်အိမ်ဟာဝါရီဆွေးကြလာခြင်းကြောင့်ငဲငယ်သောအပေါက်ကိုမြင်၍အတင်းယုံထွက်လိုက်တဲ့အခါမှာအပြင်ထွက်ပြေးသွားချတယ်အပြင်ရောက်သွားချတယ်ဒါပေမဲ့အပြင်ရောက်သွားတဲ့အခါမှာလူနဲ့နီးပါးယဉ်နီးနေတဲ့ငှက်မို့လို့လူတွေနဲ့နီးရင်လည်းအဝေးသို့မပြန်တော့လူတွေကဟာငှက်တဲ့ကောင်ဆိုပြီးတော့အနီးမှာရှိတဲ့လေးခွတို့ပဲလမ်းပြစ်လိုက်တဲ့အခါမှာမမျော်လင့်မဲ့သူသေဝဲဝင်ကြတယ်ငှက်တစ်မျိုးရှိတယ်အဲ့ဒါဟာအားတဲ့လေခြံတဲ့တနည်းအားဖြင့်နှောင်အိမ်ထဲမှာနေ၍အပြင်မှာသိသောငှက်ကြံပြောပါဦးဘယ်မှာနေ၍နှောင်အိမ်ထဲမှာနေ၍အပြင်မှာသိသောငှက်တစ်မျိုးကွယ်တဲ့အပြင်မှာနေ၍နှောင်အိမ်ထဲမှာသိသောငှက်တစ်မျိုးနော်အပြင်မှာတော့ပျော်ပျော်ရွှင်ရွှင်ဖြင့်ပျော်ပန်းပြီးနေရင်းတဲ့မမျော်လင့်ပဲနဲ့သူတစ်ပါးတွေစီမံထားသောညှက်ကွင်းဒီမှာသွားပြီးတော့မိတယ်ပေါ့ဗျမိတဲ့အခါမှာဘယ်ထဲမှာထည့်ထားကြတယ်နှောင်ရင်ထဲမှာထည့်ထားတော့အဲဒီနှောင်ရင်ထဲမှာစိတ်ဒုက္ခတွေဖြစ်ပြီးတော့မစားခြင်းမစောက်ခြင်းမကြခင်သေဝဲဝင်ရတဲ့ငှက်တွေမရှိဘူးလားရှိတယ်နော်အဲဆိုရင်အပြင်မှာနေပြီးတော့ဘယ်မှာသိရတချို့တော့ငှက်တွေကြတော့ကွယ်တဲ့နောင်အိမ်ထဲမှာနေပြီးနောင်အိမ်ထဲမှာပဲတည်သွားတဲ့ငှက်တွေမျိုးရှိတယ်ဟဲ့ဖြစ်ရလားမရှိရင်ရှိပြီညာတော့လားမပြေးနိုင်တဲ့ဘဝဖြင့်
သက်တမ်းစိတိကတော့ဒီတိုင်းပဲသိသွားရတာငှက်တစ်မျိုးဘယ်မှာနေပြီးဘယ်မှာသိရတယ်နောက်တစ်မျိုးကတော့ကွယ်တဲ့အပြင်မှာနေပြီးတော့အပြင်မှာသိရတာဘယ်မှာနေပြီးတော့အဲ့ဒါလိုငှက်တွေမရှိနိုင်ဘူးလားရှိတယ်ငှက်ပဲနှမျိုးရှိတယ်နံပါတ်1ကနံပါတ်2နံပါတ်3ကနံပါတ်4ကတယောက်စီမေးမှကောင်းမယ်ဒီကနှောင်းရင်ထဲမှာအဲ့လိုပဲကြားတယ်နော်အားလည်းနှောင်းရင်ထဲမှာနေ၍အပြင်မှာသိတဲ့ငှက်တစ်မျိုးအပြင်မှာနေ၍နှောင်းရင်ထဲမှာနေ၍နှောင်းရင်ထဲမှာအပြင်မှာနေ၍အပြင်မှာနဲ့ပဲနှမျိုးရှိတဲ့မတ္ထဒါဘုရားကဥပမာပြောပြတာဥပမာလေးပြောပြတာအဲ့ဒီဥပမေယမိတိကိစ္စလူတိုင်းဟာတဲ့ဥပမာပြောရင်ပညာရှိတဲ့ပုဂ္ဂိုလ်ဟာဥပမာပြောလို့ရှိရင်နားလည်လွယ်တယ်တဲ့ဘုရားကနော်ဥပမာပြောပြီးတော့ဟောပေါ်ညွှန်ပြရင်ဘာဖြစ်တယ်နားလည်လွယ်တယ်ဒါကြောင့်မြတ်စွာဘုရားရှင်ဗာလေးမျိုးကိုဥပမာပြောပြတယ်ငယ်လေးမျိုးရှိတဲ့ကွယ်တော်လို့ပြောပြီးတော့ဧဝမေဝံဧဝံတထာထိုနိဥပမာသာလျင်အဲ့ဒီငှက်လေးမျိုးလို့ပဲတဲ့လောကမှာလူပဲနှမျိုးရှိတဲ့၄မျိုးရှိတယ်လူ၄မျိုးကနံပါတ်1ဘယ်လိုပုဂ္ဂိုလ်နှောင်အိမ်ထဲမှာနေ၍အပြင်မှာသွားသေးတယ်ငှက်လိုပဲနှောင်အိမ်ဆိုတာဟာဘာလို့ခေါ်လဲကိလေသာနှောင်အိမ်ကိုဆိုလို့တဲ့နော်ကိလေသာနှောင်အိမ်ဒီကြားထဲမှာနေပြီးတော့နေရင်နဲ့ကဲတဏှိကြမမျောလင်းပဲနဲ့ဩငါဟောဒီနောင်ရင်တွေကလွတ်မြောက်တဲ့တရားကိုရအောင်ကြံစည်မယ်ဆိုပြီးတော့တောင်းနာကန္နာကလာတယ်ဒါပေမဲ့အရှိန်ကလွန်သွားချတယ်နော်အသက်အရွယ်ကြီးပြင်းတော့မှသရဒုပ္ပလာရောက်လာပြီးတော့မှအိမ်ကလူတွေလက်မခံတော့မှဘုန်းကြီးကြောင်းနာကလာတယ်သားကလည်းမကသမီးကလည်းမကမီးမြစ်တွေဆဲဆိုးလို့အိမ်ကလူတွေအသုံးပြုလို့မကောင်းတော့မှပဲရောက်လာတယ်ကျောင်းနာရိတ်သာနာကလာလေအဲ့ဒီရိတ်သာအနာကိုကပင်ကညတော်လဲပဲဒီပုဂ္ဂိုလ်များတို့သည်တရားဤတော့မှတ်ပါရဲ့အပြင်ကိုရောက်လာပြီနော်တရားမှတ်ပေမညာတော်လဲတရားအာယုံကမှတ်လို့မရတော့ဘူးအင်အားမရှိတော့ဘူးကိလေသာမင်းညင်းကြီးပြောင်းကိလေသာမင်းညင်းကြီးပြောင်းပြီးအဝိဇ္ဇာလွန်မြက်ကန်းရောင်ကိလေသာမင်းညင်းကြီးပြောင်းအဝိဇ္ဇာလွန်မြက်ကန်းရောင်ရှိသူကိုဆွဲအမြဲပူလောင်ယုံမလာဒုက္ခအပူကောင်ဆိုသလိုကျောင်းနာကန္နာရောက်လာပြီညာတော်လဲသာတန္တသမိတန္တဟိုတွေ့ဒီတွေ့ခန္ဓာကိုယ်ကြီးပေါ်မှာဉာဏ်သက်ဝင်မှုလုံးဝမရှိတော့ဘဲနဲ့အချိန်ကုန်လို့အချိန်ကုန်လူလုံးမလာပြီးတော့သေတဲ့ပုဂ္ဂိုလ်လောကမှာမရှိဘူးလားတရားစရာဗလရှာဘာမှမရှိဘူးဒိဋ္ဌာနာကလည်းတရားမှတ်လို့မရတော့ဘူးစိတ်တွေကကြောင်ချောက်ချဖြစ်လာတယ်အမှတ်လို့မရဟိုတန်းတဒီတင်းဟိုရောက်ဒီရောက်ထိုင်တာထိုင်နေတယ်မောင်းထိုင်မဲ့တိုင်ပဲဖတ်တင်နေရဘယ်လိုထိုင်နေတာတဲ့မောင်းထိုင်မဲ့တယ်တော့သိတယ်မဟုတ်လားထိုင်တာပဲဖတ်တင်တယ်ဘာမှကုသိုလ်စိတ်တင်လို့မရဘူးနော်
အနိစ္စကုသိုလ်စိတ်ဒုက္ခအနုတ္တအနိတ္တဒုက္ခနဲ့မမြင်တော့မတွေ့ဘူးအဲ့လေထိုင်ဖို့ကြံတဲ့အိမ်ငိုက်ထားနဲ့စိတ်ထွေးထားနဲ့ဒါနဲ့အချိန်ကုန်တဲ့ပုဂ္ဂိုလ်များဟာဘုရားကဘာနဲ့တူတယ်တဲ့နောင်ရင်ထဲမှာနေ၍အပြင်မှာသွားပြီးတော့ဒီသောငှက်နဲ့တူတယ်ဟောပါပြီနော်ဒုတိယငှက်ကဘာငှက်ဘယ်လိုငှက်တော့အပြင်မှာနေ၍နောင်ရင်ထဲမှာသေသောငှက်တစ်မျိုးငယ်ရွယ်စဉ်တုန်းကတော့ဘာသာရေးတရားတွေရှေ့တန်းကိုရောက်အောင်ကြိုးစားတဲ့တရားတော်အကြောင်းတဲ့ဘုဒ္ဓဒါနတရားသီလတရားတွေသမထဘာဝနာတရားတွေအနေငါအထုတ်ဖြစ်တဲ့ဒါပေမဲ့တနည်းနည်းတစ်ချိန်မှာအိမ်ထောင်ကြီးနယ်ပယ်တွေကိုကျသွားရောအိမ်ထောင်ကြီးလောကနယ်ပယ်ရောက်သွားတဲ့အခါဘုရားမှမသိတရားလည်းမှမသိတန်ခါလည်းမှလည်းမသိဘူးကုသိုလ်ကောင်းမှုတွေမိလျောပြီးတော့နေတဲ့ပုဂ္ဂိုလ်တွေလောကမှာရှိမရှိငယ်ရွယ်စဉ်တုန်းကတော့ဘာအာယုန်နဲ့နေမိတယ်ဒါနသီလဘာဝနာတရားတို့ပဲကုသိုလ်တရားတွေအနည်းငယ်ရှိခဲ့တယ်ထိတိမိမိတော့မရှိခဲ့ဘူးမညာပူညာကင်းအောင်တော့မကြိုးစားနိုင်ခဲ့ဘူးအနည်းငယ်သာကုသိုလ်ဝိပဿနာဉာဏ်လေးတွေအနည်းငယ်ရှိခဲ့တဲ့ဒါပေမဲ့ရည်ရွယ်ချက်ပန်းနိုင်ကိုမရောက်ရှိခဲ့လေခြင်းကြောင့်ဒီပုဂ္ဂိုလ်များဟာဒီနေ့ကျရင်ဘယ်ကိုဝင်လာရတဲ့နောက်အိမ်ထဲကိုဝင်လာတဲ့အချိန်ကစပြီးတော့မနဲ့မောလလာကလေးကတာယီသမီးစီးပွားရေးနိုင်ငံရေးလူမှုရေးတွေနဲ့ချုပ်ချစ်ခံပြီးတော့ကုသိုလ်တွေမိလျော့နေကြရတယ်မမျော့လင်းမင်းနဲ့ယောဂတကောဖြစ်ပြီးတော့သေပွဲဝင်သွားတယ်ကုသိုလ်ကောင်းမှုတွေဘာမှအားကိုးရမရှိခဲ့ဘူးအဲ့ဒီပုဂ္ဂိုလ်များဟာဘာနဲ့တူတယ်တဲ့အဘိမာနေ၍နောင်အိမ်ထဲမှာသေသောငှက်နဲ့တူတယ်တတိယကဘာဘယ်လိုငှက်မျိုးတော့အတွင်းမှာနောင်အိမ်ထဲမှာနေ၍နောင်အိမ်ထဲမှာသေသောငှက်နော်ဟောငယ်ရွယ်စဉ်တုန်းကလည်းဘာသာရေးစနစ်တွေဘာမှမရှိဘူးဘုရားအာယုလည်းမသိတရားအာယုလည်းမသံဃာအာယုလည်းမသိလူပြန်တော့လေသူများလူလိုက်ရတာဘာမှစိတ်ထားစိတ်ဓာတ်လေးမတတ်ဘူးအဲ့ဒါနဲ့အိမ်တော်ကြီးနယ်ပယ်ကိုရောက်ရှိသွားချတယ်အိမ်တော်ကြီးနယ်ပယ်ရောက်သွားပြန်တော့လည်းပဲကိုအိမ်တော်ရှင်လုပ်တဲ့ပုဂ္ဂိုလ်တွေကဘာသာရေးကဘာမှမရှိလေတော့ပို့ဆိုးသွားတာပေါ့ဟုတ်တယ်နော်ဟိုဆိုပြီးတော့ဘာမှအသိလိမ္မာမရှိဘဲနဲ့ဒီလိုပဲအသက်ကလေးတွေတရေပြီးတလားပြီးတလားတနေ့ပြီးတနေ့နှစ်ပေါင်းပြိစီတာကြာညောင်းပြီးတော့ကဲဘုန်းကြီးတို့တရားဓမ္မပေါင်းသူတော်ကောင်းများအဲ့ဒီနေရာမှာဘယ်လျင်ကုသိုလ်ကောင်းမှုတွေမေးလျောပြီးတော့တည်လွန်သွားခဲ့တယ်ဆိုကြပါစို့အဲ့ဒီပုဂ္ဂိုလ်ဟာဘာနဲ့တူတဲ့နှောင်ရင်ထဲမှာနေပြီးတော့နှောင်ရင်ထဲမှာသေသွားတဲ့ငှက်နဲ့မတူဘူးလားနောက်တစ်မျိုးကြပြန်တော့အပြင်မှာနေ၍အပြင်မှာသေသောငှက်တစ်မျိုးဘယ်လိုတော့ဟုတ်တယ်မိခင်ဖခင်တွေမိဘတွေလုပ်တဲ့ပုဂ္ဂိုလ်ကဘာသာရေးလုပ်ငန်းမှာထက်တန်းကြမြင်တယ်မှလှတဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့ကျောင်းတကာကျောင်းသားတွေဘုရားတကာဘုရားမတွေဖြစ်တဲ့သံဃာတော်ရှင်ကောင်းရှင်မြတ်တွေနဲ့ယဉ်ကျေးကျွမ်းကျင်တဲ့အဲ့တော့သာသမီတွေကလည်းမိဘများနဲ့ထပ်တူထပ်မြတ်ဒီစကလေးတွေကပါလာကြယရဏသုံးပါးနိစာပြီဘုရားယရဏတရားသံဃာယရဏတရားတွေအာထုတရားတွေနှလုံးသွင်းကျင့်ကြံပွားများအားထုတ်လို့အသိလေးတွေကကိုယ်စီကိုယ်ငါရရှိလာကြတယ်အိမ်တော်နယ်ပဲရောက်ပြန်တော့လည်းပဲဒီအသိလေးတွေကမပြည့်စည်ဘူးကိုယ့်ရဲ့မိသားစုအတိုင်းဝိုင်းကလည်းကောင်းအိမ်တော်ချင်းပုဂ္ဂိုလ်တွေကလည်းကောင်းဘာသာရေးလေးစားတဲ့ပုဂ္ဂိုလ်တွေရှင်းရှင်းဒီလိုနဲ့တယောက်စကားတယောက်နားထောင်မဲ့ကုသိုလ်ကောင်းမှုတရားတွေပြုလို့ပြီးတော့အမြင်မပြတ်ဆိုသလိုအနာသသီလအလဲဝိပဿနာဆုံးသနာကုသိုလ်ကောင်းမှုတွေကိုပြုလို့ပြီးတရားတို့တရားမြတ်တွေရ
အရိယာသူတော်ကောင်းတရားတွေကိုနှလုံးသားထဲမှာကိအောင်ကြိုးစားဖြစ်ကြအရိယာသူတော်ကောင်းတရားတွေကိုရပြီးတော့ဘဝတသက်တမ်းမှာကုသိုလ်အာယုတရားတွေဖြင့်သုတိတိကြသွားတဲ့ပုဂ္ဂိုလ်များဟာဘာနဲ့တူတယ်တဲ့ဘုရားရှင်ကပြောပါတယ်ခြေသားတို့တဲ့ငါဘုရားရှင်သည်အပြင်မှာနေ၍အပြင်မှာသိသောငှက်ကဲ့သို့ပုဂ္ဂိုလ်ကိုအလိုရှိတယ်ဒီနေ့တရားတော်နဲ့ရောက်ကြည်လာကြကုန်သောတို့သာနာဆွေတော်မျိုးတော်များရဲ့စိတ်ထဲမှာဘုရားရှင်အလိုရှိတဲ့ငှက်မျိုးဟာနံပါတ်၄အမျိုးနားလည်တယ်နော်အပြင်မှာသိ၍အပြင်မှာနေ၍အပြင်မှာသိသောငှက်ကဲ့သို့ဗုဒ္ဓမြတ်စွာဘုရားရှင်သာသနာတော်မြတ်ကြီးမှာဘယ်လောက်ပဲခက်ခဲတွေရှိရှိဘယ်လောက်ပဲစီးပွားရေးတွေဘယ်လောက်ပဲကြက်တဲ့လောကရန်တရားတွေဘယ်လောက်ပဲရင်ဆိုင်ရပညာတော်လဲပဲမိမိတို့မြတ်မပြတ်သုံးသပ်ဆင်ခြင်ပွားများအားထုတ်လျက်ရှိသောတရားကိုမမီရပါဘူးအိပ်ပြောက်လို့ဖြစ်မလားမိမိခန္ဓာကိုယ်ထဲမှာလောကရန်တရားတွေဘယ်လောက်ပဲတိုက်ဆိုင်နေပြီစီဘယ်လောက်ပဲမအားဘူးလို့ဘယ်လောက်ပဲဆိုမအားရတဲ့ကအားအောင်ပါလို့ရမယ်ကြိုးစားနိုင်အောင်ကြိုးစားရမယ်ဘုန်းကြီးတို့တရားဓမ္မတွေအားအောင်စောင့်နေမယ်ဆိုရင်ဘယ်ချိန်ထိမအားဘူးသိသွားတဲ့ပုဂ္ဂိုလ်တွေကအားလို့သိသလားမအားပဲသိတာလားမအားပဲသိတဲ့မသာတိကြီးပဲအားသိလို့မသာသိနေတဲ့နော်ဒီကနေ့နဲ့ကိုယ့်ရဲ့အပေါင်းအသင်းတွေတွေ့လို့ရှိမင်းကြည့်ပါလားတကယ်ချင်းမင်းကွာနေမကောင်းဖြစ်ပြီးမင်းသေးတော့မနီးလာပြီမင်းအားပြီးသေးသလားလို့မင်းကြည့်အောင်ဘယ်လိုပြန်ပြေမှာတော့ဘယ်လိုမအားရတော့မအားဆိုတာပါတယ်လေလောက်စရာတွေအများကြီးကြံသေးတယ်ဘယ်သူအတွက်လဲတော်တယ်လားသူတစ်ပါးအတွက်လားဒါအတွက်သမီးအတွက်ပစ္စည်းဥစ္စာအတွက်နော်ဓာတုလုပ်ငန်းအတွက်ဒီပွားရေးအတွက်ဟာမနဲ့မိုးလေးနဲ့လက်ချိုးလာလိုက်တာကိုယ့်တဲ့ဘာမှမပါဘူးတနေ့လုံးမှာသူတစ်ပါးအတွက်ဘသူအတွက်အတွက်တွေရှားလိုက်တာကိုယ့်တဲ့ပါသလားဒကာဓမ္မတွေကိုစဉ်းစားလိုက်နော်တနေ့တာကုံဆုံးသွားလို့ချင်းအဲ့ဒီနေ့ညနေကြရင်အိယာဝင်ကနေနဖူးလေးလက်တင်ပြီးစဉ်းစားငါဒီနေ့တနေ့တာကိုယ့်အတွက်နဲ့သူတစ်ပါးအတွက်ဘယ်အတွက်ကများခဲ့ပါလိလို့ရှင်ဝင်ရှာထဲမှာဟိုဘက်ရှင်ဝင်ဒီဘက်ရှင်ဝင်ထဲမှာထည့်ရှင်ကြည့်လိုက်ရှင်ကြည့်ရင်ဘယ်ဘက်ကအလေးထွက်လိမ့်မယ်ဘုဒ္ဓအာယုန်နဲ့အကုသိုလ်အာယုန်ဘယ်အာယုန်ကများထွက်လာလိမ့်မယ်ဒါဆိုအဲ့ဒီနေ့ဟာဘာဖြစ်တဲ့နေ့အရှုံးထွက်တဲ့နေ့ဘာထွက်တဲ့နေ့ဘိန်းတို့ပြိဿတိကိုယ်ကိုသဘောပေါက်ဖို့လိုတယ်နော်မိမိကိုယ်ကိုလိမ္မာတတ်ဖို့ဒီရည်ကြီးပါတယ်ဘာဖြစ်တတ်ဖို့လိုတယ်လိမ္မာဖို့လိုတယ်ကိုယ်ကိုရှင်းတတ်ဖို့လိုတယ်ဥပကလနာဓမ္မမိတ်ဆွေပဲသူကိုများရှင်းအားဖို့နေကိုယ်ကိုရှင်းမရှင်းနဲ့တွေ့ဣနာမစဉ်းစားကြံသိပဲကြံသိပြီလို့ဘုရားသောဓမ္မဘုရားရှင်ကောသလမင်းကိုဟောသလို့ဟိုဘကလနာဓမ္မမိတ်ဆွေပဲသူကိုများရှင်းအားဖို့နေဒုစရတရားကျင့်ပွားသူတွေတို့သူအားကိုအားမရှိပေကာယကံဒုစရိုက်ဝစီကံဒုစရိုက်မနောကံဒုစရိုက်တရားတို့ဖြင့်မွေးမြင်တဲ့မွေးပျော်နေတဲ့ပုဂ္ဂိုလ်ဟာကိုမရှိမုန်းတိတဲ့ပုဂ္ဂိုလ်ပဲတဲ့သူစရိုက်တရားကျင့်သွားသူတွေထိုသူအားကိုအားရှိတယ်လေကာယကံကုသိုလ်တွေဝစီကံကုသိုလ်တွေမနောကံကုသိုလ်တွေအမြဲနဲ့ခဏပြုလုပ်နေတယ်အဲ့ဒီကုသိုလ်ကောင်းမှုတရားတွေအမြဲမပြတ်ပြေဝနေတဲ့ပုဂ္ဂိုလ်များဟာဘာဖြစ်တဲ့ပုဂ္ဂိုလ်ရှိတဲ့ပုဂ္ဂိုလ်ပဲလို့ဒီလိုပြောတယ်မဟုတ်လားဒီနေ့မြတ်စွာဘုရားရှင်ကလည်းပဲဘုန်းတို့တရားဓမ္မတွေကိုဘယ်လိုပုဂ္ဂိုလ်နဲ့တူရမယ်တဲ့အပြင်မှာနေ၍အပြင်မှာနေသောငှက်လိုပဲမိမိစိတ်ထဲမှာဘုရားရှင်ဆုံးမအပ်သောတရားတော်တွေကိုလိုက်နာဖို့ကျင့်သုံးဖို့အားထုတ်ဖို့ဘု து လုပ်ငန်းနဲ့ကိုယ်အလုံးတရားဓမ္မတွေသူတစ်ပါးအတွက်လားကိုယ်အတွက်လား
ကိုယ့်အတွက်ကလေးတွေကိုအမြဲတမ်းအတွက်ရှာထားငါကိုယ့်အတွက်အလုပ်လုပ်မှဖြစ်မယ်ငါကိုယ်ပိုင်အလုပ်လုပ်မယ်ကိုယ်ပိုင်အလုပ်တွေလုပ်မယ်ဒါလေးကိုစဉ်းစားထားနားလည်တယ်နော်ဒီလိုကုသိုလ်ကောင်းမှုကမ္မထံဘာဝနာတရားကျင့်ကြံပွားများအားထုတ်တဲ့အလုပ်ဟာဘု து အလုပ်ကိုယ်ပိုင်တာကိုယ်ပိုင်ပဲအခုတရားဓမ္မတွေတရားနာနေတဲ့ခဏမှာစိတ်ထဲမှာဘုန်းတော်ဟောတဲ့အတ္တနာဘဝညာနဲ့ကပ်ပြီးအကဲကနေခြင်းတော့ဒီချိန်မှာလောဘဒေါသမောဟတဲ့တင်းကမငြင်းနေဘူးလားငြင်းနေတဲ့အချိန်မှာဖြစ်တဲ့ကုသိုလ်စိတ်ဒီကိုယ်ပိုင်ပဲနားလည်တယ်နော်ဒီကုသိုလ်ကောင်းမှုတရားဒီကိုယ်ပိုင်ပဲဒါဆိုရင်ဟုတ်ပြီရသော်ဘုရားရှင်ကအဘိမာနေအဘိမာသေးသောငှက်နဲ့တူတဲ့အေလကောလိယမင်းသားတဲ့လောကမှာလူရိယလောကီစီစဉ်ဥစ္စာတွေကိုလည်းခံစားခြင်းနဲ့နာချမ်းသာကိုလည်းလိုလားတယ်လူချမ်းသာနာချမ်းသာလည်းခံစားခြင်းနဲ့နိဗ္ဗာန်ကိုလည်းလိုခြင်းနဲ့အဲ့ဒီပုဂ္ဂိုလ်တွေဟာတခုကိုတော့တခုအစတတ်ရမယ်ကွာဖခင်ကနော်အစတတ်ရမယ်အစမတတ်ဘဲနဲ့နေလို့ရှိရင်လှေနံကိုတစ်ဖက်နင်းတယ်လို့ဖြတ်တော့မှာပေါ့လှေနှစီးဘယ်ဘက်ကလေတစီးညာဘက်ကလေတစီးအဲ့ဒီလှေနှစီးကြမှာဟိုဘက်နံမှာလဲခြေတစ်ဖက်ဒီဘက်နံမှာလဲခြေတစ်ဖက်အဲ့ဒီလေနှစီးထွက်ခွာသွားလို့ရှိရင်ဘာဖြစ်မလဲညီတဲ့ကိုပြုတ်ကြမှာပေါ့ဒါဖြစ်လို့တို့လှေနံကိုတစ်ဖက်နင်းနေလို့ဟုတ်တယ်နော်ထိုနေ့သူကပဲတဲ့လောကမှာတကယ်ဘဝအကြောင်းနားမလည်တဲ့ပုဂ္ဂိုလ်ကြီးဟာတဏ္ဍာကြီးမှာတဏှာနိကန္တိဆိုတဲ့အုံနောလောကအတိတ်တော့တဏှာဓာသောဆိုတဲ့တဏှာဆိုတဲ့အိုးကြီးကိုဖြည့်လို့မပြည့်တဲ့အိုးကြီးကိုပဲဖြည့်ကျင်နေကြတယ်။အုံနောလောကအတိတ်တော့တဏှာဓာသောဘုရားတို့လိုပြောတယ်။ခြေသားတို့မပြည့်တဲ့အိုးဟာဘာလဲလို့မေးရင်လောဘဆိုတဲ့တဏှာနားလည်ပြီနော်လောဘဆိုတဲ့တဏှာအိုးဟာဖြည့်လို့ပဲတော့မှအင်းတို့ပြိဿတိပြည့်ပါလားအတ္တလင်္ကာ80 90ရှိနေတဲ့တက္ကကြီးတွေတက္ကမကြီးတွေမင်းကြီးကြီးလို့မျိုးဝါပလားနားထောင်လို့များဝါပြီလားနံလို့ဝါပလားစားလို့ဝါပလားထီထီလို့ပြီးဆုံးပလားကြံစီလို့ရဏထားပလားမင်းကြီးမရဏသေးဘူးဟုတ်တယ်နော်အာယုမန္တမြတ်ဒီဘာဖြစ်ရှင်သေးတဲ့ခံစားခြင်းနေတယ်အစဉ်မျိုးစုံတွေအနတ်မျိုးစုံတွေအယတမျိုးတွေတွေ့တိမျိုးစုံတွေကိုအမြဲတမ်းခံစားခြင်းသေးတယ်အဲ့တော့ဘုန်းကြီးတို့တနည်းကသာသနာတော်မှာတွေ့လိုက်တယ်အမေရိကန်နိုင်ငံနဲ့ရွာတေးရွာတစ်ခုမှမလေးရှားနိုင်ငံရွာတရွာတဲ့မလေးရှားနိုင်ငံရဲ့ရွာလေးတရွာတစ်ခုမှအဖွားကြီးလုပ်တဲ့ပုဂ္ဂိုလ်က109နှစ်ရှိပြီအသက်အဖွားကြီးလုပ်တဲ့ပုဂ္ဂိုလ်က109နှစ်ရှိပြီလင်းလုပ်တဲ့ပုဂ္ဂိုလ်က34နှစ်ရှိသေးတယ်နော်လက်ထပ်ဘွယ်ပြုလုပ်ကြတယ်ဘာလုပ်တဲ့အင်္ဂါဆောင်ပွဲအဲ့ဒီအဖွားကြီးကိုပြောတယ်အဖွားကြီးမှအိမ်တော်ပဲနဲ့ရှိပြီလေလို့20နဲ့50တဲ့အိမ်တော်ဘယ်လောက်ရှိတယ်သာသာတခုမှဖတ်ရတာနော်အဲ့ဒါစဉ်းစားလိုက်တော့ဘုန်းကြီးတို့တရားဓမ္မတွေအယုတ်နဲ့ပါလာတာဓာတ်ပုံနဲ့ကိုပါလာတာအဖွားကြီးသူ့ယောက်ျားကိုဖဲလေပင်ဖဲပဲသူကတော့ကောင်းဆိုင်တယ်နော်ကြည့်အဲ့ဒီအာယုံကိုလမ်းပြီးတော့ကြည့်လိုက်လို့ချင်းဘုန်းကြီးတို့စိတ်ထဲမှာတောင်မှသူ့ပုံစံကြည့်ရတာကျသိနေထားတယ်ဘာအာယုံလို့ခေါ်တယ်လောဘဘာအာယုံနဲ့ဘလောက်ပဲအသက်ကြီးပြင်ကြီးညာတော့လည်းပဲတဲ့လောဘအာယုံလောဘတိတော့အုံနောလောကောအတိတ်တော့တဏှာတော့မပြည့်တော့ဦးလိုပဲတဲ့
Hello Boko yet Tanama Ledo me, Daya Kindo Boko. Jamba Velo Boko. Daya Adinyan Kim de Boko. Duragon de Adina, we need a Boko, Duragon de Adobe, say a single. Tutimu Mashida Putu in Lumai Doye, Ayo Madamiado di Bab Shendaro. Pilo Mabine on Shini, Pedo Kama, Mabibu, Beroga, Salad, Beroga, Tella, the lake, Bebo, Bewaduma, Tella, the lake, Tamra, Lazanteka, Dishinti, Tella Gede, Telugu, Mabine Mu. Oh, then, no? Ba Ude Brinda. Tana Sude Lova O Sego Damo Dodi Bekawi Piaga Yesi Sura Tamudia Bekwa Lodan Tamo Dodi Bekawi Nasura Vale Tamudia Kana Ziva Kaya Mena Bekwe Tamudo Chilo Mabido Eddie Oji go Pili Jame Solo Shi They do windy Chingala day out. Bello di Wali me, Bangina do me. Now in the man, Nilu, now in the man, they didn't do me. Tababa we know. Ida Poino de Garamamia, 16 Emma. Kamadan Bawana, the Yado, Titi Queen, Machi, the Boko do the. These say so I know how. I mean, I'm a big money. Kamadan Ayo Kana go ye kissing a bomber yana toto to name Matuti Debu, Siko Masoma Tadibu, Sikalego, Mabin Tade, Bogoya, say so Ali. Bana Sesame, Mane Molina Ekani Tea, Lova, Toda, Moha, Mana, Ida Metria, Machine Bula. Tiayo Yonya, doing a Yemabia, Tishini, the Bogo Miaye, Dandra Lanky Gago. Chanda Niala, Sierra Niala. Hello, Sierra Nija, Bandelu, me, Siko, Mabino, Bago Mabino, Maayo, Titimu Matalo. They are Ayo, that's a point of the Garamade, Dini. Those Sukalego, Balo Bini Yame. Kamatan Ayo, Twitty Biame, Maayo, Twitty Biame. Javanangama Gavama, Ozen and Liam Gava Shanda, Nanjo the Tiji. Javanangama the Tiji de Yao, Nyamajagi Nunga, Gongeda Ladoma, Coco, CMB that washa. Go the Liam Gava Shambi the Tiji. Biliana the Tiji. No? Babino, that is the land of Sadome, Taji de Kama. Tu ya Lungani Amyaji. Eri Lungani, Miyaji Lotare Kakalama, Eri Lungani Lebamuga, and Lompesa Luade. Lungan Loina, Lungani, Boma, Mimi, Nuna, Yine, Ne, Chombido, Tosia Ganga, Mashita Lapidore, see why you Lunganga, Jade Washa. Edo, the Dogari, do you see them out? Win, Vida, Marina, Madame Masana, Mandana, and also Yata, Bilan, the Kuma. Logo, they have a go, the Nabita with the Roshadi. Eno de Garamari, Era, Balu, the Radilo. Godo, Shilula, Machilula. Weba the Nanya, Shilula, Machilula. They are Alo, Machida, Dada, Bamo, the Jesse, are you Boma, Naswebana? Era, Ba Ugo, Pilo. Lova, oh, Pilo, Pidala, Mabibula. Mabia Bula Subido, Coco, Tati de Bawasura, Edibogo, Lima Dala, Lumaila. Chapo Kone, no? Togama, Poino de Garamade, Bonzango, Bonzango, Madibu. Go and live a sweatanago. Alo Napin at Ribaletago. Togo Badidi Core. Tegaya, Teti, Badidi. Alo Nga, Nadangazami, Naoza, Nasi, Naya Tudi. Na Oza Yedanadi, Leia Mui Sami Sai Zavasi, Oza Madamadi, Nga, Go Naha, Naha, Soleda. Ke
အဲ့ဒီပစ္စည်းဥစ္စာနဲ့အတိတ်ကကံကပေးထားတဲ့ကအနည်းငယ်တိုးတက်ကြီးပွားနေပြီညာတော့လဲမမျော်လင့်မဲ့လောကရန်တရားတက်ဆင်တဲ့ကံမှာဘာဖြစ်တတ်တဲ့မပစ္စည်းဘူးလားသာဝရဥစ္စာမှမဟုတ်ပဲဟုတ်တယ်နော်စေကမဥစ္စာတွေတခဏဥစ္စာတွေကံတရားကပေးလို့ခံစား권ရတဲ့ကံတရားကုန်ခန်းတဲ့နေ့မှာဒါတွေမပစ္စည်းရဘူးလားပစ္စည်းသွားတဲ့နေ့မှာကဲရင်မစီတီးပြီးတော့ဟောတာမယစီမနိုင်တမိုင်မိုင်နိုင်မီးပြီးနောက်ဆုံးမှကိုဘဝကိုအတိတ်တဲ့ဆိုတဲ့ပုဂ္ဂိုလ်ဒီပျော်စရာလားကြောက်စရာလားဒီနေရာမှာဘုန်းကြီးတို့တရားဓမ္မတွေတို့တရားသမားတွေဝိပဿနာကမ္မဋ္ဌာန်းအာယုန်တရားတို့ဖြင့်မွေးလျော်နေတဲ့တို့တရားဓမ္မတွေဒီနေရာမှာဝင်ကြည့်လိုက်ဟုတ်တယ်လားပစ္စည်းဥစ္စာဆိုတာကိုယ်ပိုင်လားဘုံဆိုင်လားအဲ့ဒီပစ္စည်းဥစ္စာတွေကိုယ်ပိုင်ဘုံဆိုင်ဆိုတာဘယ်လိုသိရသလဲဒီနေ့ကိုယ်ခန္ဓာကိုယ်ကြီးကိုညံလေးနဲ့ကြိုက်ခံကြည့်တော့ခန္ဓာကတရားဓမ္မတွေငြိနေသလားဖောက်ပြန်လာသလားသူကဘာပြောတဲ့သဗ္ဗေသင်္ခါရဟေယုတ်နံအနိစ္စဟဲ့မင်းရရှိတတ်သောခန္ဓာကိုယ်ကြီးဟာယုတ်နံဓမ္မသင်္ခါရတရားတို့သည်ဖြစ်ပြီးပစ္စည်းတဲ့မမြဲတဲ့သဘောပြနေတဲ့ဒီမှာကြည်လို့မပြောနေဘူးလားဒီခန္ဓာကိုယ်ကြီးကယုတ်နံဆိုတဲ့ဟောဒီခန္ဓာကိုယ်ကြီးမှမမြဲဘူးဆိုရင်ဟောဒီယုတ်နံခန္ဓာကိုယ်ကိုအကြောင်းရင်းခံလို့ဖြစ်ပေါ်လာတော့ယုတ်ဝတ္ထုပိုင်းဆိုင်ရာမန္တညာတို့ကမြဲမလားဒါသဘောပေါက်တာမိမိခန္ဓာအနိစ္စကိုမြင်ရင်မနေ့ပိုင်းကလည်းပြောခဲ့တယ်နော်သို့ခန္ဓာရဲ့အနိစ္စကိုအနိစ္စလို့မြင်တလောကလုံးကိုဘယ်လိုမြင်လာမလဲဟောပါတကူမှမမြဲပါလားမမြဲတဲ့သဘောကမမြဲတဲ့သဘောကိုဆောင်းသွားပါလားလို့တရားအသိလေးပြီးနှမ်းပြီးတော့မကြည့်ရဘူးလားဒုတိယဒီခန္ဓာကိုယ်ကြီးကိုအကဲကကြည့်ရင်နဲ့ခန္ဓာကိုယ်ကြီးကမဖောက်ပြန်ဘူးလားတောင်းတင်းညောင်းညာကြိုက်ခဲအမျိုးစုံမဖောက်ပြန်ဘူးလားအဲ့ဒီဖောက်ပြန်တဲ့နေရာလေးကိုလမ်းမဲ့ကြည့်တဲ့ကမှာအကြည့်ခံသဘောလေးတွေတတမတ်တက်လာဖြစ်ပြီးပြည့်စည်နေတာလားချမ်းသာတာနဲ့ဖြစ်ဖြစ်ကိုမြင်လာလားစင်စင်ရဲနဲ့မြင်နေရတာလားစင်စင်ရဲနဲ့ဖြစ်ချင်းသဘောကိုလမ်းလို့တွေးထိနေတဲ့အချိန်မှာဘုန်းကြီးတို့တရားဓမ္မတွေဒုက္ခလားဒုက္ခလားဘယ်အချိန်မဲ့ကြည့်သဘင်ဆံချောင်းကခြေတက်လက်တဲ့ကြားကိုတကောလုံးလှမ်းကြည့်ချမ်းသာတဲ့နေရာများရှိမရှိဩခန္ဓာတကောလုံးဘာတခုမှမချမ်းသာပါလားဘုရုံးကတော့ကိုယ်ကိုချမ်းသာလို့ထင်ခဲ့တဲ့ဉာဏ်မျက်လုံးတက်ကြည့်တော့မှခန္ဓာတကောလုံးဘာတခုမှချမ်းသာခြင်းဆိုတာမရှိပါလားကဲခန္ဓာကိုယ်ထဲမှာတကယ်ဆင်းရဲတဲ့အမှန်တရားကိုဆင်းရဲတဲ့အတိုင်းကွယ်ကွယ်ချင်းလင်းပြတန်းဒီပြီလို့ဆိုရင်ဘုန်းကြီးတို့တရားဓမ္မတွေရှားဖွေထားသောပစ္စည်းဥစ္စာကကိုချမ်းသာစေရလားဆင်းရဲစေရလားအကြောင်းကံတရားတွေအတိတ်ကံတရားတွေကမှောင်ကျသွားပြီဆိုရင်ကံမိုက်လျင်မှောင်တယ်ကံပြောင်တော့လင်းတယ်ကောင်းတဲ့ကံလေးတွေကအကျိုးပေးနေတဲ့ကံမှာအဆင်ကိုပြလိုက်တာမပြောပါနဲ့လုံးလေးများလေးအနေငယ်ရင်းကြီးလေးတွေများမြတ်လေးဒါပေမဲ့ကံတရားကအတိတ်အကုသိုလ်ကံလေးကကုသိုလ်ကံလေးဆွေးရုပ်ပြီးအကုသိုလ်ကံအလက်ကြလာပြီဆိုရင်လုံးလေးဆွေးရုပ်လာပြီပဲလုံးကံလို့မဖြစ်တော့ဘူးဘယ်လိုလို့အဆင်ကိုမပြေနိုင်တော့ဘူးအဲဒီကတရားမရှိရင်မဲတတ်တယ်နော်တရားမရှိရင်ဘာဖြစ်တတ်တဲ့တရားရှိတဲ့ပုဂ္ဂိုလ်တွေကဖြစ်ပေါ်လာတဲ့လောကရန်တရားတွေဟာကိုယ်သဘောလားသူ့သဘောလားကံတရားတွေဆန်းကျင်လိုက်တာဆိုပြီးတော့မိမိရစီဥသာဆိုရုပ်သည်ဖြစ်စီတိုးတက်လာစီဖြစ်စီတိုးတက်လုံးလည်းအလွန်မပြောဘူးဆိုရုပ်သွားလို့လည်းဝမ်းမနေဘူးအလွန်ဝမ်းမနေဘူးအနည်းငယ်တော့ခံစားရတာပေါ့မခံစားရဘူးလားခံစားရပြီညာတော့လည်းပဲအလွန်မပင်ပန်းဘူးခန္ဓာသဘောကဘာဖြစ်နေလဲ
အမြဲတမ်းနှိမ့်ဆက်နေတယ်ခန္ဓာကြီးကနှိမ့်ဆက်နေသလိုအပြင်လောကကံရဲ့စီမံချက်ကြောင့်ရရှိထားသောခန္ဓာဘဝတွေပစ္စည်းတွေယာထုသန္တရတွေအဲ့ဒီတန်တတ္တိကြောင့်ဖြစ်ပေါ်လာသောအရာဝတ္ထုမှန်သမျှတွေအားလုံးပါဖြစ်နေပစ္စည်းတတ်တဲ့အရာဝတ္ထုတွေပဲဒါဆိုရင်တရင်ကအပြည့်ခိုနာခွင့်ရလာသောဘဝကလေးကိုဝိပဿနာဆိုတဲ့တရားအသိကလေးဖြင့်ထိုးဖောက်ပြီးတော့ကြိုတင်ပြီးမပြင်ထားဘူးအင်းအားလေးတွေမဖြည့်ထားဘူးတရားစွမ်းအားတို့ဖြင့်နှလုံးသားထဲမှာမဖြည့်ထားဘူးလို့ဆိုရင်လောကဓာတ်တရားတိုက်ဆိုင်နဲ့ခံနိုင်ပါမလားဒါကြောင့်မလို့ဒုဒကာရမတွေတရားဆိုတာလူပြောသူပြောမဟုတ်ဘူးနော်ခန္ဓာရည်ချင်းရှိတယ်ဆိုတာလက်တွေ့ဘာလို့ထားရမလဲကျင့်ကြံပါများအားထုတ်လို့တကယ်ခန္ဓာကိုယ်ယုံနာဓမ္မသင်္ခါရတရားတို့ဤတကယ်ဖြစ်ချင်းသဘောကိုမြင်လို့ဖြစ်ဖြစ်ဒီမုံလို့ဖြစ်ဖြစ်ဒီဆုံးအောင်ထိတဏှာပြအနိစ္စကိုမြင်ထားရမယ်အနိစ္စကိုမုံရမယ်အနိစ္စဆုံးလောက်အောင်ထိဖြစ်ရမယ်ဒုက္ခကိုမြင်ရမယ်ဒုက္ခကိုမုံရမယ်ဒုက္ခဆုံးအောင်ကြိုးစားရမယ်အနတ္တမြင်လို့အနတ္တမုံလို့အနတ္တဆုံးအောင်ထိကြိုးစားလာနိုင်ပြီဆိုလို့ရှိရင်လောကဓာတ်မုံတိုင်းဘလောက်တိုက်လာဘောအလာဘောရသောအာရသောအာရသောနေနံပတနာဒုက္ခလောကဓာတ်တရားတွေဘလောက်ပဲတိုက်ခတ်ပြီးညာတော့လဲမပြုံးနိုင်ဘူးလားဒါဖြစ်လို့ပြုံးနိုင်တယ်သင်္ခါရမှသမျှတွေကမမြဲတော့အရာဝတ္ထုတွေကမမြဲခြင်းပြပါပေါ့လို့မထင်တာဘူးလားဆင်းရဲသောအရာဝတ္ထုမှသမျှတွေကဆင်းရဲခြင်းတရားတွေပြတာပါပဲဩသူ့သဘောသူဖောင်းတာကိုသူ့သဘောသူဆောင်သွားတာကိုလို့အဲ့ဒါလို့အတိကလေးတို့ရဲ့ခန္ဓာကိုယ်ဉာဏ်လေးနဲ့ချိန်ပြီးတော့ကြည့်လိုက်တဲ့အခါကာလမှာဆင်းရဲမှလားချမ်းသာမှလားဘာဖြစ်လို့ချမ်းသာလဲတရားအတိရှိလို့ချမ်းသာတယ်ပြန်ပြောပါဦးတရားအတိရှိတာဒီအလိုလိုမိုးပေါ်ကကြားလာသလားလက်တွေ့ကျင့်သုံးလာလို့လားဒီကိုယ်တိုင်ကိုယ်ကြခန္ဓာရဲ့ဖြစ်စဉ်ကိုပေါ်မှာဉာဏ်နဲ့ထိုးထွန်းကွယ်ကွယ်အကဲခတ်ပြီးမပါများရင်မြင်လာမယ်မပါများရင်မြင်ပါများရင်မုန်းလာမယ်မုန်းပါများရင်ဆုံးခန်းတိုင်အောင်အားထုတ်ထားမယ်ဆိုရင်တရားဓမ္မပေါင်းသူတော်ကောင်းတို့ရေပါလေးမျိုးနယ်ထဲမှာနောက်ဆုံးဘယ်လိုပုဂ္ဂိုလ်တို့အပြင်မှာသိနေ၍အပြင်မှာနေ၍အပြင်မှာသိသောငှက်ကဲ့သို့ပဲတဲ့ဘုရားရှင်ကအေလာကောလိယမင်းကြီးကောလိယမင်းသာလောကအလယ်မှာဖြင့်သောကတဲ့မဖြစ်ရှင်တဲ့ပုဂ္ဂိုလ်သည်လောကအလယ်မှာသောကတဲ့မဖြစ်ရှင်တဲ့ပုဂ္ဂိုလ်တို့သည်မိမိခန္ဓာ၅ပါးနာယုတ်တရားတို့ပေါ်မှာတတ္တသီလသုဒ္ဓဇကပညာဟိတိဩတ္တပါတိဟုသောသူတော်ကောင်းဥစ္စာယတနာ9ပါးကိန်းအောင်ကြိုးစားထားရပါမယ်။ဘာဒီကိန်းအောင်ကြိုးစားထားရမယ်။သရတရားတွေနှလုံးသားထဲမှာပြည့်ဖို့သီလတရားတွေ၅ပါးပြည့်စုံခါဝပခုကဲ့သို့မြင်မြန်နေဖို့နားလည်တယ်နော်။ဘောဓဇာကတရားတွေသုဒ္ဓတရားတွေပညာတရားတွေမကောင်းမှုအကုသိုလ်တရားကိုပြုရမှာကြောက်တယ်ချစ်တယ်ဆိုတဲ့ဟိတိဩတ္တပါတရားတွေသူတော်ကောင်းဥစ္စာယတနာ9ပါးနဲ့ပြည့်စုံလုံလောက်တဲ့ပုဂ္ဂိုလ်တို့သည်တဲ့ဘာနဲ့တူမယ်အပြင်မှာနေ၍အပြင်မှာသေသောငကဲ့သို့ပဲနော်လောကအလယ်မှာဘလောက်ပဲနေရပဲသာသမီသားတို့အတိုင်းဝိုင်းထဲမှာဘလောက်ပဲနေပြီးနေရညာတော့လည်းပဲမိမိစိတ်စွမ်းအားမှာစိတ်အစဉ်ထဲမှာဘာစွမ်းအားတွေဖြည့်ထားတဲ့ဓမ္မဆိုတဲ့တရားအတိတုဉာဏ်တို့တွေတွေ့ထိထားခြင်းကြောင့်နှလုံးအိမ်ထဲမှာဓမ္မအတိစွမ်းအားတွေပြည့်ဖြိုးနေခြင်းကြောင့်ဘယ်လိုလောကရန်တရားတွေလာမပြုံးနိုင်ဘူးလားအနိပြုံးလို့အတိပြုံးရပါသည်ဘာပြုံးလို့ဒါဆိုအနိမတရင်အတိမမြတ်ဘူးပေါ့အနိတမှာအတိမြတ်မယ်အနိပြုံးရင်အတိပြုံးရတယ်ဒါကြောင့်ရှိဘုရားရှင်နဲ့တကားဝရှိသူတော်စင်တို့ပြီ
ဘုရားရှင်ဆုံးမတရားတော်မြတ်ကိုနာရလို့သုံးသပ်ရလို့ဆင်ခြင်ရလို့မှန်လိုက်တာဒုသနာထဲမှာလည်းပဲဒီတရားတွေကျင့်ရမှာပါလို့ဘုရားရှင်ဆုံးမတဲ့ကျင့်သုံးကျင့်ကြံပါများအားထုတ်လို့ကဲဒီညမှာကောလိယမင်းသားရဲ့စိတ်ထဲမှာမှန်ရင်သောအာယုန်ကြီးကြောက်ွယ်ပြီးတော့အရိယာသူတော်ကောင်းမျိုးစီတွေရခဲ့တယ်ဘုရားကမေးတဲ့ဒီကကောလိယမင်းသားငှက်လေးမျိုးထဲမှာဘင်းဘယ်သင်ဟာဘယ်ငှက်အမျိုးအစားထဲမှာပါဝင်မလဲလို့မေးလိုက်တော့ဘယ်လိုပြန်ဖြေတယ်တပည့်တော်သည်အပြင်မာနေ၍အပြင်မာသေးသောငှက်ကဲ့သို့တပည့်တော်ကျင့်ပါမယ်ဖယားဘုရားကသိလို့လမ်းမိလိုက်တာကောလိယမင်းသားရဲ့တဏ္ဍာထဲမှာဘာပြုတ်သွားပြီဒိဋ္ဌိနဲ့ဝိသေကိစ္စတို့သွားပြီအမှားလေးပြောင်းသွားပြီမိသည့်အာယုံမဆိုခန္ဓာကိုယ်နဲ့နိစ္စတဲ့အာယုံမသိမှလေးဘာတစ်ခုမှမမြဲပဲကိုဘာတစ်ခုမှမချမ်းသာပဲကိုဘာတစ်ခုမှကိုယ်ပိုင်ကွက်တာမရှိပဲကိုဒီခန္ဓာကိုယ်ကြီးကလည်းငှားထားတဲ့ပစ္စည်းလိုပဲငှားထားတဲ့ပစ္စည်းကအချိန်တန်းရင်မဖြစ်ရမယ်ပိုင်ရှင်အားရမှာပေါ့ငှားထားတဲ့ပစ္စည်းဒီအချိန်တန်းဘယ်သူအားရမယ်ပိုင်ရှင်ဆိုတာဘယ်သူတို့သေမင်းပေါ်ဘုန်းကြီးတို့တရားဓမ္မတွေကံကုန်မိုးကျုပ်လက်သေးပြုတ်ကသောသောဆိုးလင်ခရီးနေတို့ကအိမ်ရှင်လားဧည့်သည်လားဧည့်သည်ဆိုတော့ဘုန်းကြီးတို့တရားဓမ္မအရှင်တန်ပါလို့ရမယ်ပြန်ရမှာပေါ့မပြန်ခင်တုန်းမှတို့ဘာတွေယူသွားရမှာတော့လူရင်းပြောရင်ကုသိုလ်တွေတဝကြီးယူသွားကြဘာတွေတဝကြီးယူရမယ်နံပါတ်1ဒါနကုသိုလ်နံပါတ်2သီလကုသိုလ်နံပါတ်3ဝိပဿနာဘာဝနာကုသိုလ်အဲ့ဒီကုသိုလ်ကောင်းမှုတွေနှလုံးသားထဲမှာမပြည့်အောင်မလုပ်ရမယ်ဖြစ်ပြီး၍ဒုက္ခသစ္စာပိုင်းခြားသိအောင်ကြိုးစားကြသမုဒယသစ္စာကိုပယ်ဆွမ်းအောင်ကြိုးစားကြမေဃသစ္စာပွားများကြကုန်လည်းနိရောဓသစ္စာတည်းသောမေစကံဘုဇကံနိဗ္ဗာန်စကံကိုတည်လန်းနိုင်ကြပါစေလို့မေတ္တာပို့ရင်းကဲအရှင်စိတ်ပြီးတော်ကြအောင်စို့ကုသိုလ်ကောင်းမှုလေးကိုရင်ဝယ်ပိုက်ပြီးတော့ဒီနေ့မိမိတို့ခန္ဓာအစဉ်ဉာဏ်ချင်းသုံးတာဆင်းရဲတဲ့ကုသိုလ်စေတနာမြတ်စွာဘုရားရှင်ငှက်လေးမျိုးဥပမာပြပြီးတော့ဒုက္ခသွန်သင်ပြီးခဲ့တာပဲဒုက္ခနာကိုယ်ထဲမှာလည်းတို့ဟာခြံထဲမှာရှင်တို့ပဲအပြင်မှာသေးတဲ့ငှက်တစ်မျိုးလို့မဖြစ်သင့်ဘူးနားလည်ပြီနော်ပြီးတော့ဘယ်လိုလဲမဖြစ်သင့်ဘူးအပြင်မှာနေပြီပြီးတော့နှောင်ရင်ထဲမှာနေပြီနှောင်ရင်ထဲမှာသေးတော့ငှက်လို့မဖြစ်သင့်ဘူးသုံးမျိုးလို့မဖြစ်သင့်ဘူးပေါ့ပြန်ပြောပါဦးနံပါတ်1နှောင်ရင်ထဲမှာနေ၍အပြင်မှာသေးတော့ငှက်လို့မဖြစ်ရဘူးဒုတိယအပြင်မှာနေပြီနှောင်ရင်ထဲမှာသေးတော့ငှက်တစ်မျိုးမဖြစ်သင့်ဘူးပြီးတော့နှောင်ရင်ထဲမှာသေးတော့ငှက်လို့မဖြစ်သင့်ဘူးဘယ်ငှက်လို့ဖြစ်ရမယ်တဲ့တရားရှိသောပုဂ္ဂိုလ်လားတရားရှိသောပုဂ္ဂိုလ်လားတရားရှိတဲ့ပုဂ္ဂိုလ်ကုသိုလ်ကောင်းမှုတရားပြည့်ဝတဲ့ပုဂ္ဂိုလ်ဟာဘယ်လိုသိရတယ်ပြုံးသေးလို့သိရတယ်ဘယ်လိုသိရမလဲကုသိုလ်ကောင်းမှုရင်ဝင်ပိုက်ပြီးတော့ဆုတောင်းမြတ်ပေးပေးကြမယ်ဤသို့ပြုရသမတခေမံဤနိဗ္ဗာန်ကိုဧကံထုတ်ကြောက်ရောက်စေသော